ခြားသူတွေသဘောမကျလို့မင်းပြောင်းလဲတဲ့နယ်လို့စဉ်းစားဘူးတလားဒီလိုမှမပြောင်းလဲရင်တခြားသူတွေထင်မြင်ချက်နဲ့မတူဘူးမင်းကိုလူတွေကမကောင်းမြင်ကြမယ်လို့စိုးရိမ်နေတလားဒီအရာတွေကြောင့်မင်းကိုယ်တိုင်ကိုယုံကြည်မှုတွေကျဆင်းခဲ့ဘူးတာမျိုးဖြစ်ခဲ့ဘူးတလားဒါဆိုရင် The Correct True Be Dislike ကနေပြောပြထားပါတယ်မင်းကပြောင်းလဲလို့မရတဲ့သူမဟုတ်ဘူးမင်းကပြောင်းလဲနိုင်စွမ်းအမြဲရှိတယ်ရဲဝန်းဖို့ပဲလိုတာတခြားသူတွေထင်မြင်ချက်ကြောင့်ပဲမင်းလုံနေတဲ့အရာကမှားနေတာမဟုတ်ပေမဲ့စိတ်ထဲကငါလောက်တာများမှားနေသလားလို့ခံစားမှုတွေဖြစ်လာစေတယ်ဒါဟာတခြားသူတွေစိတ်တိုင်းကြားဖို့မင်းဘဝပြောင်းလဲနေစရာမလိုဘူးမင်းစိတ်တိုင်းကြားမင်းဘဝကိုပြောင်းလဲနိုင်တယ်တခါတော့ငါဆယ်ကျော်သက်အရွယ်မောင်တန်းလွင်တယောက်ဟာလူဘဝနဲ့သူ့ရဲ့ဘဝနဲ့သူ့ကိုယ်သူမကြိုက်တော့သူ့မိသားစုကဒါမလုံးနဲ့ဒီလောက်နဲ့တင်ကောင်းနေပြီဒီလောက်ဆိုရပြီလို့ပြီးတော့ချုပ်ချယ်ထားတတ်ကြတယ်တကယ်ချင်းနေလားလေနီဒီဟာကြီးလို့ရင်အရန်ရီရမှာဟာတာကြီးဖြစ်နေမှာဆိုပြီးတော့ပြောတတ်တယ်မောင်တန်းလွင်ဟာတယောက်တည်းနေတက်လာခဲ့ပြီးသူ့စိတ်ထဲမှာငါတကယ်ပဲပြောင်းလဲလို့မရတော့ဘူးဆိုပြီးတော့အဲ့လိုခံယူချက်တွေနဲ့ပဲလက်ကင်ထားခဲ့တယ်ဒါပေမဲ့ဒီနေ့မှာသူစာအုပ်တအုပ်ဖတ်ဖြစ်ခဲ့တဲ့ The Correct True Be Dislike ဆိုတဲ့စာအုပ်ကလေးထဲမှာဆရာတယောက်ပြောတာကိုသူမှတ်မိနေတယ်မင်းကပြောင်းလဲလို့မရတဲ့သူမဟုတ်ဘူးမင်းကပြောင်းလဲနိုင်စွမ်းအမြဲရှိတယ်ရဲဝန်းဖို့ပဲလိုတာသူ့စိတ်ထဲမှာမိသားစုရဲ့အတန်းတငယ်ချင်းတွေရဲ့စကားတန်တွေကိုတဖြည်းဖြည်းနဲ့နားမထောင်တော့ပဲသူကိုယ်တိုင်ရွေးချယ်ခြင်းတဲ့ဘဝအတွက်လှုပ်ရှားစတင်ခဲ့တယ်။နောက်ဆုံးမောင်တန်းလွင်ဟာသူပြောင်းလဲနိုင်တာကိုသက်သေပြနိုင်ခဲ့တယ်။ကဲဒီစာအုပ်ထဲကဆရာတယောက်ပြောထားတာကဘယ်အခြေအနေမှာပဲနေခဲ့ဘယ်နေရာမှာပဲနေအခုကနေစပြီးတော့တဆင့်ချင်းကိုလိုချင်တဲ့ဘဝအတွက်မင်းကိုယ်တိုင်ရွေးချယ်ပါအဓိကသဘောတရားကတော့ဘဝကိုတာဝန်ယူပြီးပြောင်းလဲခြင်းတဲ့စိတ်ကမင်းကိုယ်တိုင်အစပြုတာမင်းကိုယ်တိုင်ပဲဒါကပဲဒီစကားဟာတသက်မှာတစ်ခါဘဝကိုပြောင်းလဲနိုင်တဲ့စကားဖြစ်သွားနိုင်တယ်တခြားသူတွေရဲ့ထင်မြင်ချက်နဲ့ပဲမင်းရဲ့ဘဝဟာနေမယ်ဆိုရင်ဒါဟာမင်းရဲ့ဘဝမဟုတ်ဘူးမင်းရဲ့အကြောင်းကိုမင်းတယောက်တည်းပဲသိတယ်မင်းကိုယ်တိုင်ပဲရွေးချယ်ပိုင်ခွင့်ရှိတယ်မင်းကိုယ်တိုင်ယုံကြည်ဖို့အတွက်သူများအထင်မလိုဘူးသူများယုံကြည်ဖို့မလိုမင်းကိုယ်တိုင်ပဲယုံကြည်ဖို့လိုတယ်သူများသဘောမကျမှုတွေကိုလည်းကြောက်စရာမလိုဘူးမင်းကိုယ်တိုင်သဘောကျဖို့လိုတယ်တကယ်ပြောင်းလဲခြင်းရင်သူများပြောတိုင်းမလုပ်တာကပြောင်းလဲခြင်းပဲမင်းအတွက်ဒီဗီဒီယိုတွေကယုံကြည်မှုအသစ်တွေတဖန်ဖြန့်တီးနိုင်လို့ရှိရင်ပဲဖြစ်မင်းစိတ်တက်ကြတဲ့အချိန်ဒီဗီဒီယိုလေးကနေပြီးတော့ပြန်နားထောင်ပြီးတော့ငါပြောင်းလဲနိုင်တယ်ဆိုတဲ့စကားကိုမင်းစိတ်ထဲမှာပြန်နိုးထလာနိုင်မယ်လို့ငါယုံကြည်တယ်မင်းဟာမင်းကိုယ်တိုင်ဖြစ်နေရင်ပဲလှပနေတဲ့လူတစ်ယောက်ပါမင်းယုံကြည်ရင်မင်းလုပ်နိုင်မင်းအပေါ်မှာပဲမူတည်တာပါကျမမေစင်ကမင်းတို့သူတွေကိုအားတက်စေချင်လို့ပဲဒီလှုပ်ရှားမှုတွေကိုစတင်ခဲ့တာပါတကယ်လို့ဒီဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe လေးကိုနှိပ်ခဲ့ပေးလို့ရပါတယ်မင်းကိုငါယုံကြည်တယ်မင်းကပြောင်းလဲနိုင်စွမ်းရှိတယ်ဘယ်သူမှမယုံကြည်နေခြင်းနဲ့ငါမင်းကိုယုံကြည်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်